Insha'Allah ဒီနေ့သင်ခန်းစာက Suratul Fatihati Makkiyah အဲ့တော့ Quran ကျမ်းတော်မြတ်ရဲ့ပထမဦးဆုံးသောဆူရာဖြစ်တဲ့ Surah Fatiha ကိုစပြီးတော့လေ့ကျင့်မှာဖြစ်တယ်အဲ့တော့အခုဒီဆူရာရဲ့နာမည်က Suratul Fatihati Suratul Fatihati Makkiyah အဲ့တော့ Suratul Fatihati ဆိုတာကဤဆူရာက Surah Fatiha လို့ခေါ်ပါတယ်လို့ပြောတာပေါ့အဲ့တော့ Makkiyah ဆိုတဲ့စကားလုံးလေး Makkiyah ဆိုတဲ့စကားလုံးတွေ့လိမ့်မယ်တချို့သောဆူရာတွေရဲ့အစမှာ Madaniyah ဆိုတဲ့စာလုံးလေးတွေ့လိမ့်မယ်ဒါကဘာပြောတာလဲဆိုလို့ရှိရင် Makkiyah ဆိုတာကတမန်တော်မြတ်ကြီး sallallahu alaihi wasallam မက္ကာရွှေမြို့တော်မှာရှိနေတဲ့အချိန်ကြာရောက်ခဲ့တဲ့ဆူရာတွေဆိုလို့ရှိရင်ဒါ Makkiyah ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်ဒါဟာမက္ကာမှာကြာရောက်ခဲ့တဲ့ဆူရာဖြစ်တယ်ဆိုပြီးတော့အကယ်၍မဒနီယာဆိုပြီးတော့ရေးသားထားတယ်ဆိုလို့ရှိရင်တမန်တော်မြတ်ကြီး sallallahu alaihi wasallam ကမဒီနာရွှေမြို့တော်မှာရှိနေတဲ့အချိန်အခါမှာကြာရောက်ခဲ့တဲ့ဆူရာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်အဲ့တော့ဒီဆူရာဖာတီဟာကမက္ကာရွှေမြို့တော်မှာတမန်တော်မြတ်ကြီး sallallahu alaihi wasallam ရှိနေစဉ်အချိန်ခါတမယမှာကြာရောက်ခဲ့တာဖြစ်တဲ့အတွက်မက္ကီယာလို့ဒီမှာရေးသားထားခြင်းဖြစ်တယ်အဲ့တော့ဒီဆူရာဖာတီဟာကအာယတ်အားလုံး9အာယတ်ရှိတယ်အဲ့တော့ဒီနေ့ဆူရာအာယတ်အချို့ကိုကျွန်တော်တို့စပြီးတော့လေ့ကျင့်ကြည့်မှာဖြစ်တယ်အဲ့တော့A'udhu billah Bismillah နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခဲ့ပြီးပြီအခုပထမအဦးဆုံးအာယတ်ဖြစ်တဲ့ Al-Hamdu Al-Hamdu Al Alif က Lam ကိုပေါင်းမယ် Lam ကိုပေါင်းတဲ့အခါမှာဟာလားဒီရှာရဲ့အဖျားကအပေါ်ရှိသွားတဲ့တဖုံးကိုထိလိုက်ရမယ် Al-Hamdu Hamdu Hamim Zabar Ham Ha လေကြောင်းအလဲရထွက်တဲ့စလုံးနှလုံးရှိတယ်အဲ့ထဲမှာ Ha Ain အခုဒီမှာ Ha လေကြောင်းရဲ့အလဲကနေထုတ်တယ်လေကြောင်းကိုအပိုင်း3ပိုင်းပိုင်းထားတယ်နော်အပေါ်ဆုံးပိုင်းလေကြောင်းရဲ့အလဲပိုင်းလေကြောင်းရဲ့အောက်ဆုံးပိုင်းဆိုပြီးအပိုင်း3ပိုင်းပိုင်းထားတယ်ဒီ Ha ကလေကြောင်းရဲ့အလဲပိုင်းကနေထွက်တာ Ham Ham အဲ့တော့Ham လို့ဖတ်တဲ့အခါမှာ mim ကိုပေါင်းတယ် mim ကိုပေါင်းတဲ့အခါမှာနှစ်ခမ်းနှစ်ခုရဲ့6တွေ့နေတဲ့နေရာနှစ်ခုကိုထိလိုက်တာ Ham Alhamdu Alhamdu Lillahi Lillahi Lam Lam ze Lil Lam khara zabar La Lillahi Hazir Hi ဒီဟာကြတော့ဒီဟာနဲ့မတူတော့ဘူးဒါက Hi နော်လေကြောင်းရဲ့ဟိုအောက်ဆုံးလေကြောင်းရဲ့အောက်ဆုံးကနေဖတ်တာ Hi Alhamdu Lillahi Rabbil Ra ပေါ်မှာဇဘာရှိနေတဲ့အခါမှာရာကအတန်ထူတယ်ရာကြောင့်အတန်ကိုထူနဲ့ဖတ်တာ Rab အဲ့တော့ဘာကိုပေါင်းတယ်ဘာကလည်းနှစ်ခမ်းနှစ်ခုကိုထိပြီးတော့ထွက်တာပဲမင်နဲ့မတူတာကြတော့ဘာကနှစ်ခမ်းနှစ်ခုရဲ့စိုးနေတဲ့နေရာနဲ့ထိပြီးထွက်တယ်မင်ကကြတော့နှစ်ခမ်းနှစ်ခုရဲ့6နေတဲ့နေရာကိုထိပြီးတော့ထွက်တယ်ဘာကနှစ်ခမ်းနှစ်ခုရဲ့စိုးနေတဲ့နေရာကိုထိပြီးတော့မှထွက်တယ် Rabbil ဘာကလမ်းကိုပြန်လာပေါင်းတယ် Bil Rabbil Alamina Ain khara zabarလေကြောင်းအလဲရနေထွက်တယ်အာလမီနာဒါပေမဲ့မီနာဆိုပြီးဖတ်လို့ရလားဆိုတော့မရဒီမှာအာယတ်ချီတယ်အဲ့ဒါကြောင့်မလို့ရက်မယ်ရက်တဲ့ခါမှာရက်ချင်တဲ့ပုံစံလဲရက်လို့မရဘူးသူဥပဒေနဲ့သူရှိနေတယ်အဲ့တော့နောက်ဆုံးစလုံးကိုဂျဇမ်ပေးတယ်များတော့အဖြစ်အခုဒီမှာနွန်ပါရှိတဲ့ဇဘတ်ကိုဖြုတ်ပြီးတော့သူ့ပေါ်မှာဂျဇမ်လေးတင်လိုက်မယ်အဲ့တော့တင်ပြီးတော့ဖတ်မယ်အာလမီနAlamin Alhamdu Lillahi Rabbil Alamin အဲ့တော့အလိုက်နေနဲ့ထည့်ပြီးဖတ်ကြည့်မယ် Alhamdu Lillahi Rabbil Alamin စာလေ့ကျင့်တဲ့အခါမှာတော့တလုံးချင်းတစ်ဖြတ်ချင်းလေ့ကျင့်မယ်ပြီးတဲ့အခါမှာကုရ်အာန်ရဲ့စီမင်းစီကံအတိုင်းတအာယတ်နေမှာတစ်ခေါက်အသက်ရှုမယ်တစ်ဆက်တည်းဖတ်မယ် Alhamdulillah
رب العالمين